လက်မှုဟာတကယ်တော့ကိုယ်မြင်မှာဒါတအားလွယ်နေတယ်လို့ထင်ပေမဲ့လည်းပဲအခုဒီတထွာလောက်လေးတော့မတို့တနေ့ချိန်ယူရတယ်ဆိုတဲ့အခါမှာလေထမိန်တစ်ထည်ဖြစ်ဖို့ပေါ်ဝါတစ်ပိုင်းဖြစ်ဖို့ခြုံတဲ့ဆောင်ရင်တစ်ခုဖြစ်ဖို့ဆိုရင်ဘယ်လောက်တောင်ကြာပြီးတော့ဘယ်လောက်တောင်လက်ဝင်မလဲဆိုတဲ့ဥစ္စာမျိုးပေါ့နော်အဲ့ဒီဥစ္စာပို့ပြီးတော့အနုစိတ်ပြီးတော့ဟုတ်အဲ့ဒီဥစ္စာမျိုးဖြစ်တယ်ဆိုတော့ကျတော့ဒါဆိုရင်ဒီလက်မှုကိုမလုပ်ကြည့်ခင်နဲ့လုပ်ကြည့်ပြီးဆိုတဲ့ဥစ္စာတွေကတကယ်ကိုပဲကွာခြားတယ်ဘေးအားပေးတဲ့သင်တန်းတွေအပေါ်မှာရောမမရဲ့အမြင်လေးကိုပြပြပေးပါဦးဒီသင်တန်းမှာလေဒီချက်ကသင်တန်းသားတွေမတို့သင်တန်းသားတွေလိုအပ်တဲ့အရာတွေကိုlesson plan ကောင်းကောင်းနဲ့အားလုံးကိုသင်ပေးခဲ့တယ်ပြီးတော့ကျတော့သင်တန်းသားတယောက်ချင်းစီရဲ့အခက်အခဲတွေကိုဒီချက်ကိုပြောပြတဲ့အခါမှာလေဒီချက်ကအကောင်းဆုံးအကြံဉာဏ်ကိုဘယ်လိုလုပ်ရမလဲဒီကိစ္စဆိုရင်ဘယ်လိုဖြေရှင်းရမလဲဒါဆိုရင်ဘယ်လိုတင့်တော်တယ်ဆိုတဲ့ဥစ္စာကိုမတို့လမ်းပြပေးရဲပြီးတော့ကျတော့ဒီချက်ကတခုခုသိကျင်လို့မတို့သိကျင်လို့မေးတယ်မေးခွန်းနေဆိုရင်သူထင်ချန်ထားတာတို့ခြံထားတာတို့လျှို့ဝှက်ထားတာတို့အဲ့ဒါမျိုးတွေမရှိဘူးမရှိဘဲနဲ့အကုန်လုံးကိုသူတည်သမျှကိုမချွင်းမချမ်းမင်းနဲ့အကုန်လုံးကိုလက်ဆင့်ကမ်းပြီးတော့မှညှဝေပြီးတဲ့ဒီချက်ဖြစ်တယ်အဲ့တော့ဒီဗီဒါလုတ်တဲ့သင်တန်းတွေကိုအမအမြင်ပြောရမယ်ဆိုရင်တော့တက်တဲ့နေပေါ့ကိုအတွက်အများကြီးကြိုးကျေးဇူးရတယ်ဆိုတဲ့ဥစ္စာကိုပြောချင်ပါတယ်ရှင်မင်္ဂလာပါမမကိုမိတ်ဆက်ပေးပါအောင်ပြီးတော့မဘေ batch မှာတက်ခဲ့ရဆိုတာလေးလည်းမိတ်ဆက်ပေးပါအောင်မင်္ဂလာပါယူရေမနာမည်ကညီဝါညူပါရှင်မရဲ့နာမည်သုံးလုံးနဲ့ကညူဆိုတဲ့နာမည်လေးကိုယူပြီးတော့မှ local tag တွေကိုညူနာမည်နဲ့ထုတ်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်မတက်တဲ့သင်တန်းက product design and production management course ကိုတက်ပါတယ်ရှင် the fourth batch ပါဟုတ်ကဲ့ဟုတ်ဒီသင်တန်းရဲ့တက်ရတဲ့ရှိရွယ်ချက်လေးပေါ့နော်အဲ့ဒါလေးလည်းရွှေ့ရှင်းပြပေးပါဦးဟုတ်သင်တန်းရဲ့နာမည်က product design ဟုတ်ဆိုတဲ့ဥစ္စာပါတယ်ဆိုတော့ product design ကတော့လေမအမြင်ပြောရမယ်ဆိုရင်ဒါထုတ်တဲ့ပစ္စည်းပေါ်မှာမူတည်ပြီးတော့မှ design အမျိုးအစားကွဲသွားနိုင်တယ်เนาะဥပမာဆိုပါဆိုမ bag စီထုတ်တယ်တချို့ကျတော့လည်းပဲ outfit စီထုတ်တယ်တချို့ကျတော့လည်းပဲပဝါတွေပါထုတ်တယ်ပေါ့အဲ့ဒါဆိုရင် design ကမတူနိုင်ဘူးပေါ့ဒါပေမဲ့လေproduction management ကျတော့ဒါအားလုံးကဒီသဘောတည်းပဲမလားအဲ့တော့ကျတော့အမားလိုတာအဲ့ဒီ management အပိုင်းကိုအမားလိုတဲ့အတွက်ကြောင့်မလို့ဒီသင်တန်းကိုတက်တာပါရှင်ဟုတ်ကဲ့ပါမဟုတ်ကဲ့ရှင်လက်မှုပညာအပေါ်မှာရောမမရဲ့ကိုယ်ပိုင်အမြင်လေးကိုသိချင်ပါတယ်မမလက်မှုပညာပေါ်မှာဘယ်လိုမြင်လဲဟုတ်လက်မှုပညာဆိုတာလေတကယ်တော့အနုပညာမျိုးစတူပဲလေနော်ဟုတ်ကဲ့ရှင်ပြီးတော့ဒီလက်မှုတစ်ခုကိုဖန်တီးရဆိုတဲ့နေရာမှာအတတ်ပညာလည်းမပါလို့မရအောင်မလားဟုတ်အဲ့တော့ကြောင့်အနုပညာရဲ့အတတ်ပညာရဲ့ပြီးတော့ဒီလက်နဲ့လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာယုံစူးစိုက်မှုလည်းလိုရတယ်နော်ဟုတ်ကဲ့ဟုတ်အဲ့ထက်မှာ feeling နဲ့ထည့်ထားရမှာပေါ့ဟုတ်ကဲ့ဟုတ်အဲ့ဒါတွေပေါင်းစပ်ထားတာအောင်လေဖန်တီးမှုတစ်ခုလိုပဲမြင်ပါတယ်ကြီးဟုတ်ကဲ့ပါလက်မှုပညာကိုမကမလုပ်ကြည့်ခင်နဲ့လုပ်ကြည့်ပြီးတဲ့အခါမှာရောမရဲ့ခံစားချက်အတွေ့အကြုံတွေနဲ့ဘာတွေကွာခြားသွားလဲအရင်တော့ကတော့ဒီပန်းထိုးတဲ့ဥစ္စာမျိုးပေါ့နော်ဒီလိုဟာမျိုးပစ္စည်းလေးတွေတွေ့တဲ့အခါမှာလေဒါလက်နဲ့ထိုးထားတဲ့ဟာလေးတွေ့ရပေါ့အဲ့မျိုးဆိုရင်ဒါလွယ်လေးပဲပေါ့နော်ကိုကတည်တည်လေးပဲမြင်တယ်နည်းနည်းပဲမြင်တယ်ဆိုတဲ့အခါမှာဒါအရန်လွယ်ကူတဲ့ကိစ္စလို့ထင်တယ်ဒီတကယ်ကြတော့ဒီဟာတွေကလေလက်နဲ့လုပ်တဲ့ပန်ထိုးတာပဲဖြစ်ပါစေရက်ကန်းရက်တာပဲဖြစ်ပါစေဒီလိုမျိုးအစတစ်ခုဖြစ်လာဖို့အတွက်ပဲဖြစ်ပါစေဒါတွေကလက်နဲ့လုပ်တဲ့ချီတယ်တွေဆိုရင်လက်ရက်ကန်းတွေဆိုရင်တင်နန်းမှာဒီချက်ကလေအမားတို့ဒီရက်ကန်းပုံစံမျိုးရက်ကန်းဒီပိစချီအစတစဘလို့ဖြစ်လာလဲဆိုတဲ့ဥစ္စာမျိုးလေဒီချက်ကလက်တွေ့လို့ကြည့်ဖို့အတွက်ကိုအမားတို့တင်ပေးတယ်ဒါကတိုင်ချီဒါကဖောက်ချီဆိုပြီးတော့မှာပေါ့တစ်သားပြားလေးကတစ်ထွာလောက်ပဲရှိရဲ့အဲ့တော့အမားတို့ကအဲ့ဒီပုံမှာရက်ကန်းရက်တဲ့သဘောမျိုးထိုးကြည့်ကြတယ်ပေါ့လေနော်အဲ့ဒီဥစ္စာထိုးကြည့်တော့ကြတော့တနေ့ကင်းလုံးကြာဒီတစ်ထွာလောက်လေးမပြီးတော့ကြတော့အိမ်ယူသွားပြီးတော့မှလောက်ရတယ်အဲ့တော့ကြတော့စိတ်ထဲမှာလေးတိလားဒီဥစ္စာပေါ့လက်မှုဟာတကယ်တော့
ကိုမြင်မှာဒါတအားလွယ်နေတယ်လို့ထင်ပေမဲ့လည်းပဲအခုဒီတထွာလောက်လေးတော့မတို့တနေ့ချိန်ရတယ်ဆိုတဲ့အခါမှာလေထမိန်တစ်ထည်ဖြစ်ဖို့ပေါ်ဝါတစ်ပိုင်းဖြစ်ဖို့ခြုံတဲ့ဆောင်တစ်ခုဖြစ်ဖို့ဆိုရင်ဘယ်လောက်တောင်ကြာပြီးတော့ဘယ်လောက်တောင်လက်ဝင်မလဲဆိုတဲ့ဥစ္စာမျိုးပေါ့နော်အဲ့ဒီဥစ္စာမျိုးပို့ပြီးတော့အနုစိတ်ပြီးတော့ဟုတ်အဲ့ဒီဥစ္စာမျိုးဖြစ်တယ်ဆိုတော့ကျတော့ဒါဆိုရင်ဒီလက်မှုကိုမလုပ်ကြည့်ခင်နဲ့အလုပ်ကြည့်ပြီးဆိုတဲ့ဥစ္စာတွေကတကယ်ကိုပဲကွာခြားတယ်တင်းနှန်းမတက်ခင်နဲ့တင်းနှန်းတက်ပြီးချိန်မှာရောမမရဲ့အကျွေးမြင်ကဘယ်လိုတွေကွာခြားသွားလဲတင်းနှန်းမတက်ခင်ကတော့ဒီကုန်ပစ္စည်းရလေမားထုတ်တဲ့ဥစ္စာလုပ်ငန်းကလည်းသေးရလည်းပါတယ်ကိုယ့်ဘာသာကိုဝါသနာပါလို့ထုတ်တာပဲဆိုပြီးတော့မှထူထူလည်းအများကြီးမစင်စားမိဘူးပေါ့လေနော်ဒါမဲ့ဒီတင်နန်းတက်ပြီးသွားတဲ့အခါမှာကျတော့ဒီချက်ကထူကပါလိတင်ချတင်ပေးလဲဆိုတော့ကျတော့ဒီကုန်ပစ္စည်းတစ်ခုထုတ်တယ်ဆိုတဲ့ဥစ္စာဒီစိတ်ကူးအားစားအားလीနော်စိတ်ကူးအားစားတယ်အဲ့စိတ်ကူးတစ်ခုကိုအကောင့်ထဲပေါ်လိုက်ပြီးတော့မှဒီကုန်ပစ္စည်းကိုဝယ်သူရဲ့လက်ထဲကိုထည့်ပြီးကြားထဲမှာဖြစ်လာနိုင်တဲ့ပြဿနာတွေအများကြီးရှိရဲ့အဲ့ဒီဥစ္စာတွေရဲ့ပြီးတော့ဒီဖြစ်လာတဲ့ပြဿနာတွေအပေါ်မှာမူတည်ပြီးတော့မှဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ဥစ္စာတွေရဲ့အဲ့ဒီဟာတွေအပြင်ကိုအရန်ကြီးလေးစွာသတိထားရမယ်နှစ်ဦးနှစ်ဖက်ကြားတွေကဂတိကဝတ်တွေဟုတ်ကဲ့ဟုတ်အဲ့ဒီဥစ္စာတွေကိုအသေးစိတ်ဒီချာရှင်းပြသွားတာဆိုတဲ့အတွက်ကြောင့်မို့လို့တင်နန်းလည်းမတက်ခင်ကအဲ့ဒါတွေကိုခေါင်းထဲမှာမရှိခဲ့ဘူးလေနော်ဟုတ်ကဲ့ဟုတ်တင်နန်းလည်းတက်ပြီးသွားရောဒီဥစ္စာတွေကိုရှင်းရှင်းလင်းလင်းသိချာဒါတွေလောက်ရအောင်မှာပါလားဆိုတော့ဟုတ်တယ်အဲ့တော့ကျတော့အဲ့ဒီဥစ္စာနှစ်ခုကတော်တော်လေးခွာချတယ်ဟုတ်အရင်စိတ်ဝင်စားဖို့ကောင်းတယ်နော်ဟုတ်ဟုတ်တင်နန်းပြီးသွားတဲ့အခါမှာရောမမရဲ့အတွေးမြင်တွေကဘယ်လိုမျိုးပြောင်းလဲသွားလဲတင်နန်းပြီးသွားတဲ့အခါမှာတော့လုပ်ငန်းဆိုတာကြီးသည်ဖြစ်စေသေးသည်ဖြစ်စေဒီ management ဘိုင်းကိုလေစနစ်တကျလုပ်ဖို့လိုအပ်တယ်ဆိုတဲ့ဥစ္စာကိုသိလာတယ်နောက်တစ်ခုကကျတော့ဥစ္စာပေါ့အမဒီ bag စီထုတ်တဲ့အခါမှာလေဟိုfeeling ကပို့ပြီးတော့ရှေ့ကိုရောက်နေတယ်အဲ့လိုမျိုးပေါ့ကိုကဒီအိတ်ရဲ့အသားလေးကိုပျော့လေးတွေပဲထုတ်ချင်တာလွယ်လိုက်တဲ့ဆိုရင်တက်တောင့်တက်တာဖြစ်တဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲ့ဒီဥစ္စာမျိုးကိုစိတ်ကအားတန်နေတယ်ဝယ်သူဘက်ကိုသူတို့ဘယ်လိုမျိုးပုံစံမျိုးကိုကြိုက်လဲဆိုတော့လုံးဝမစင်စားဘူးစဉ်းစားတော့ကျတော့ဒီချက်ကပြောတယ်ဒီလိုမျိုးထုတ်ကုန်ထုတ်တယ်ဆိုတဲ့အခါမှာကိုယ့်ရဲ့စိတ်ကြိုက်ပစ္စည်းကိုလည်းပဲကိုယ့်ရဲ့ brand ကိုတွေးဖက်မသွားဘူးဆိုရင်ထုတ်ပြီးတော့ကျတော့ဝယ်သူရဲ့အကြိုက်ကိုလည်းပဲထုတ်နှစ်ဦးနှစ်ဖက်မျှမျှတတဖြစ်မဲ့ပစ္စည်းလေးကိုဖန်တီးပြီးတော့မှထုတ်တင်နေဆိုတဲ့အကြောင်းကိုပြောသွားတယ်နောက်တစ်ခုကတော့ဒီအမားတို့ကကျတော့ကုံချောထုတ်တဲ့သူပေါ့အဲ့တော့ကုံချမ်းထုတ်တဲ့သူတွေနဲ့ကုံချောထုတ်တဲ့သူတွေရဲ့ခြားထဲမှာအမြင်ကသူ့ဘက်ကိုယ့်ဘက်ဖြစ်နေတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ကုံချောထုတ်တဲ့သူတွေဘက်ကဒီကုံချမ်းပစ္စည်းထုတ်တဲ့သူတွေဘက်ကိုသူတို့ရဲ့အခက်အခဲတွေရှိမှလေအဲ့ဒါတွေကိုစာနာတတ်ဖို့သူတို့ရဲ့အခက်အခဲတွေကိုမျှမျှတတတွေ့ပြီးဖို့နောက်တစ်ခုကကျတော့ဟို fair trade ဖြစ်ဖို့ဟုတ်ကဲ့ဟုတ်ကိစ္စတော်တော်အရေးကြီးရယ်ဆိုတဲ့အကြောင်းကိုဒီချာတင်နန်းမှာမိမောင်းထုတ်ပြသွားတယ်အဲ့ဒါတွေကိုတကယ်ကိုပဲသဘောကျတယ်ဟုတ်ဒီတင်နန်းကမမပေးရတဲ့အချိန်နဲ့ပြန်ရလိုက်ရတဲ့ပညာနဲ့ကမမတက်တယ်လို့ခံစားရလားဟုတ်ကဲ့တင်နန်းချိန်ကလေမနေ့9နာရီကနေညနေ4နာရီဖြစ်နေတာရယ်ပြီးတော့တစ်ပတ်လုံးဖြစ်နေတာရယ်9ရက်လုံးဖြစ်နေတာရယ်ဆိုတော့ကျတော့တင်နန်းချိန်များတယ်ပေါ့နော်စိတ်ထဲမှာအဲ့လိုတော့ပထမဖြစ်မိတယ်နောက်တော့ကျတော့တင်နန်းပထမဦးဆုံးစပြီးတော့မှစတဲ့ရက်မှာဒီချက်စပြီးစတင်လိုက်တာနဲ့ဒီချက်စတင်တဲ့ဥစ္စာရယ် theory နဲ့လက်တွေ့နဲ့ကိုပေါင်းပြီးတော့မှတင်သွားတဲ့ဥစ္စာတွေရယ်9ရက်ကဘယ်လိုကုန်သွားလိုက်မှန်းမသိလိုက်ဘူးဒီချက်ပေးသွားတာတွေကအများကြီးပေးသွားတာဒီ9ရက်အတွင်းမှာလေအဲ့အတွက်ကြောင့်မို့လို့ကိုပေးရတဲ့အချိန်ဟာများတယ်လို့မခံစားရဘူးလိုရာထက်ပိုပြီးထိုက်တန်တယ်လို့ခံစားရတယ်အမအနေနဲ့ဟုတ်ကဲ့ဟုတ်ဘေးကပေးတဲ့သင်တန်းတွေအပေါ်မှာရောမမရဲ့အမြင်လေးကိုပြပြပေးပါဦးဒီသင်တန်းမှာလေဒီချက်ကသင်တန်းသားတွေမတို့သင်တန်းသားတွေလိုအပ်တဲ့အရာတွေကိုlesson plan ကောင်းကောင်းနဲ့အားလုံးကိုသင်ပေးခဲ့တယ်ပြီးတော့ကျတော့သင်တန်းသားတယောက်ချင်းစီရဲ့အခက်အခဲတွေကိုဒီချက်ကိုပြောပြတဲ့အခါမှာလေဒီချက်ကအကောင်းဆုံးအကြံဉာဏ်ကို
ဘယ်လိုလုပ်ရမလဲဒီကိစ္စဆိုရင်ဘယ်လိုဖြေရှင်းရမလဲဒါဆိုရင်ဘယ်လိုတင့်တော်တယ်ဆိုတဲ့ဥစ္စာကိုမတို့ကိုလမ်းပြပေးရဲပြီးတော့ကျတော့ဒီချက်ကတခုခုသိကျင်လို့မတို့သိကျင်လို့မေးတဲ့မေးခွန်းနေဆိုရင်သူထင်ချန်ထားတာတို့ခြံထားတာတို့ရွတ်ဝက်ထားတာတို့အဲ့ဒါမျိုးတွေမရှိဘူးမရှိဘဲနဲ့အကုန်လုံးကိုသူတည်တမျှကိုမချွင်းမချံမင်းနဲ့အကုန်လုံးကိုလက်ဆင့်ကမ်းပြီးတော့မှမျှဝေပြီးတဲ့ဒီချက်ဖြစ်တယ်အဲ့တော့ဒီဗီဒါလုတ်တဲ့တင်တန်းတွေကိုအမအမြင်ပြောရမယ်ဆိုရင်တော့တက်တင်နေပေါ့ကိုအတွက်အများကြီးကြိုးကျေးဇူးရတယ်ဆိုတဲ့ဥစ္စာကိုပြောချင်ပါတယ်ရှင် ကဲပါမကျေးဇူးတင်ပါတယ်အခုလိုအချိန်ပေးရတဲ့အတွက်လည်းဟုတ်ကျေးဇူးပါရှင်